ဒါငါတို့ရဲ့ငယ်ဘဝတခြင်းလေးဆိုတော့လုံးလုံးမရခေါ်နေတော့ကနိုင်ကတော့ကအိမ်ကိုရောက်လာတဲ့နိုင်လက်တော့ပါတာကြီးကဘာလို့ရပါလဲဘာလဲဒီအောင်ပတ်ချီတော့မှငါကောင်းကောင်းနားလဲပန်းတစ်စဲပုံစံမျိုးဆိုထိုင်ငါပြောတာတကယ်ကိုမိုက်ပါတယ်ညံတော်မီအောင်မကောင်းဘောကောင်းကောင်းလဲသိဆုံးနဲ့လက်လေးပဲတစ်ဖက်သားစားတော့မင်းတို့